အားလုံးပဲမင်္ဂလာပါခင်ဗျာ Vocal Talks ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့အာပြာလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်ဒီကနေ့မှာ Vocal Talks ကိုကြည့်နေတဲ့သူတွေအားလုံးအတွက်ပြန်လည်ပြီးတော့မှမျှဝေပေးဖို့ sharing လုပ်ဖို့ကျွန်တော်ရွေးချယ်ထားတဲ့အကြောင်းအရာကတော့ pitch နဲ့ tone နဲ့ဘယ်လိုမတူတာလဲဘယ်လိုကွာတာလဲဆိုတဲ့အကြောင်းအရာလေးရယ်နောက်တစ်ခုက beat နဲ့ rhythm နဲ့ဘယ်လိုမတူတာလဲဘယ်လိုကွာတာလဲဆိုတဲ့ဟာလေးကိုကျွန်တော်တိုးလေးနဲ့ရိုးရှင်းလေးကျွန်တော်ပြောပြပေးသွားပါမယ်။ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ pitch နဲ့ tone နဲ့ကိုအရင်ပြောရအောင်ဆိုတော့အလွယ်ပြောရမယ်ဆိုလို့ရှိရင်တော့ pitch ကအတန်ကိုမှအနှိမ့်အမြင့်နေရှိတယ်နှုတ်အနှိမ့်အမြင့်နေတက်တယ်ဆင်းတယ်ဒါကို pitch လို့ခေါ်ပါတယ်ဥပမာလ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 ာတက်သွားတယ်ပြန်ဆင်းလာတယ်အနှိမ့်အမြင့်နေနဲ့ဒါကို pitch လို့ခေါ်ပါတယ်သူနဲ့ဆန့်ကျင်ဘက်ထုံးကကြတော့ဗာလဲဆိုတော့ထုံးမှာကအနှိမ့်အမြင့်မရှိဘူးသူကတတန်တည်းပဲသွားမယ်ဥပမာလာဆိုတော့ခုနကျွန်တော်ဆိုပြသွားတဲ့အထဲမှာဆိုလို့ရှိရင်တော့အတန်နှုတ်ကမပြောင်းဘူးပေါ့နော်သူကတဲ့ပဲသွားတယ်တလုံးထဲပဲသွားတယ်နှုတ်ကတစ်ခုထဲပဲဖြစ်တယ်ဒါပေမဲ့အတန်ရဲ့အနေထားအတန်ရဲ့ warm ဖြစ်တဲ့ tone လား dark ဖြစ်တဲ့ tone လား bright ဖြစ်တဲ့ tone လားအတန်ရဲ့ထုံးကာလာပြောင်းသွားတာဖြစ်ပါတယ်အဲ့ဒီဟာကိုကျွန်တော်တို့ကထုံးလို့ခေါ်ပါတယ်အဲအကြောင်းမို့လို့တစ်ခါလေကြားလို့ရှိရင်တော့ကျွန်တော်တို့ကြားရင်လည်းကြားဘူးမယ်ပေါ့နော်အဆိုတော်တွေကိုပြောတဲ့အခါကြားလို့ရှိရင်တော့ vocal coach တွေပဲဖြစ်ဖြစ်ဒီပိုက်လေးကိုတော့ bright tone နဲ့ဆိုပေးပါဒါမှမဟုတ်ဒီအကြောင်းလေးကိုတော့နည်းနည်းလေး dark ဖြစ်တဲ့ tone လေးထည့်ပေးပါဒါမှမဟုတ်ဒီအဆုံးသတ်အကြောင်းလေးကိုတော့ warm tone လေးနဲ့အဆုံးသတ်ပေးပါဆိုတာမျိုးလေးတွေပေါ့နော်ပြောလေးရှိတယ်ဒါကအနှိမ့်အမြင့်ဆိုလိုတာမဟုတ်ဘဲနဲ့အတန်ထုတ်လာတဲ့ကိုယ့်ရဲ့အတန် quality အတန်ရဲ့ခါလာအတန်ရဲ့အနေအထားကိုဆိုလိုတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆိုတော့ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ pitch ကအနှိမ့်အမြင့်နေရှိတယ်ဒီအနှိမ့်အမြင့်နေပြောင်းသွားတဲ့ဟာတွေကို pitch လို့ခေါ်တယ် tone ဆိုတာကအတန်ရဲ့ quality အတန်ရဲ့အနေအထားအဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုဆက်ပြီးတော့ပြောပါမယ်အဲ့ဒါကတော့ beat နဲ့ rhythm ဖြစ်ပါတယ်ဆိုတော့ beat နဲ့ rhythm နဲ့ဘယ်လိုကွာလဲဆိုတာကိုကျွန်တော်ကအယုရှင်းဆုံးပြောပြပေးသွားမယ် beat ဆိုတာကိုကျွန်တော်တို့ကပုံသေးတတ်မှတ်လို့ရတယ်သူ့မှာအပြောင်းလည်းမရှိဘူး tempo တစ်ခုတည်းပဲသွားမယ်ဆိုတော့ဥပမာဒီမှာဒီဟာဆိုလို့ရှိရင်တော့1 2 3 4 1 2 3 4ဒါကိုကျွန်တော်တို့4 timing လို့ပဲသတ်မှတ်ထားမယ်နော်1 2 3 4ကျွန်တော်လက်ခုပ်တီးနေတာဒီဒါ beat အတိုင်းလိုက်တီးတာဖြစ်တယ်အပြောင်းလည်းမရှိဘူးသူ့ရဲ့ tempo နဲ့အလိုက်အသက်ညီလေးသွားမယ်အဲ့ဒါကိုမှကျွန်တော်တို့က rhythm မှာကျတော့ဘယ်လိုလဲဆိုတော့ဒီ beat ပေါ်မှာအခြေခံပြီးတော့မှကျွန်တော် rhythm ကိုလိုက်ပြီးတော့ပြောင်းမယ်ဥပမာကျွန်တော်လက်ခုပ်ခုနတီးလိုက်တဲ့ဟာဒီ rhythm ဖြစ်တယ်ဒီမှာပုံမှန်သွားနေတဲ့ဟာဒီ beat ဖြစ်တယ်ကျွန်တော်တို့တခါသချင်းတွေမှာဆိုလို့ရှိရင်တော့ verse မှာ rhythm တစ်မျိုးဖြစ်မယ် chorus ရောက်တဲ့အခါ rhythm လေးနည်းနည်းပြောင်းမယ်အဲ့လိုလေးရှိတတ်တယ်ဆိုတော့အခုကျွန်တော် rhythm ကိုဒီ verse မှာအဲ့လိုသွားမယ် chorus ဘက်ရောက်တဲ့အခါဒီ rhythm ဒီ verse ကအတိုင်းမဟုတ်တော့ဘဲနဲ့ပြောင်းသွားမယ်ဥပမာဒါလေးပဲဖြစ်ပါတယ်ဆိုတော့ပြန်ပြီးတော့မှနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ beat ဆိုတာဒီ tempo တိုင်းသွားတယ်အပြောင်းလည်းမရှိဘူးသချင်းရဲ့အနေအထားသူ့ရဲ့အနှေးအမြန်ကို carry လုပ်ပေးသွားတဲ့ beat လို့ခေါ်ပါတယ်ဆိုတော့ rhythm မှာကျတော့ဒီ beat ပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့သချင်းနဲ့ လိုက်ဖက်ညီတဲ့ rhythm မျိုးကိုအလိုက်တဲ့ပြန်ပြီးတော့မှပြောင်းပေးရတာရှာပေးရတဲ့ဟာကိုဆိုလိုတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆိုတော့ဒီဗီဒီယိုလေးပြီးသွားတဲ့အခါမှာကျွန်တော်တို့ pitch နဲ့ tone နဲ့ပါကွာတယ်လေ beat နဲ့ rhythm နဲ့ဘယ်လိုမတူတာလဲဆိုတာတွေကိုအနည်းငယ်တော့ idea လေးရှိသွားမယ်သဘောပေါက်သွားမယ်လို့ထင်ပါတယ်ခင်ဗျာဗီဒီယိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်ပြီးတွေ့ပါမယ်